ဂျာမန်စကားလုံးတွေကိုကြည့်လိုက်ရင်လည်းအတန်ထွက်ကလွတ်ဝက်ခိုတစ်ခုလိုပဲနော်ဒါပေမဲ့လေအဲ့ဒီခုတ်ကိုဖော်ဖို့တော့ချက်လေးတွေရှိပါတယ်ဒီနေ့တော့အဲ့ဒီတော့ချက်လေးတွေနဲ့ဂျာမန်တန်ထွက်ကိုအတူတူလွယ်လွယ်ကူကူချင်းကကြည့်ကြတာပေါ့ဂျာမန်စလုံးတွေကိုမြင်လိုက်တဲ့အခါဘယ်လိုအတန်ထွက်ရမလဲဆိုပြီးခေါင်းချောက်သွားဘူးလားဟုတ်တယ်မလားအတန်ထွက်တွေကရှုရှုထွေးထွေးနဲ့လိုက်ပြောဖို့ခက်တယ်လို့ခံစားရတာကအရန်ဖြစ်လိဖြစ်ထားရှိတဲ့ကိစ္စပါဒါပေမဲ့စိတ်မပူပါနဲ့တကယ်တော့လေဂျာမန်အတန်ထွက်မှာထက်ခါတွေးနေရတဲ့ pattern လေးတွေရှိတယ်အဲ့ဒီပုံစံလေးတွေအဲ့ဒီခုတ်လေးတွေကိုသာတီးသွားပြီဆိုရင်လေအရာအလုံးကရွရွရှင်းသွားမှာကဲအတူတူဖော်ထုတ်ကြည့်လိုက်အောင်ဗျာကဲဟုတ်ပြီပထမဆုံးတော့ချက်ကတော့ဂျာမန်စကားလုံးတွေရဲ့အဆုံးသတ်တွေပါပဲစကားလုံးတစ်လုံးရဲ့အဆုံးသတ်အတန်ကိုသာမှန်အောင်ထွက်နိုင်ပြီဆိုရင်လေတဝက်လောက်အဆင်ပြေသွားပြီလားဆိုတော့ဒီဘက်မှာအသုံးများဆုံးဖြစ်တဲ့ ER EN နောက်ပြီး Y ဆိုတဲ့အဆုံးသတ်၄မျိုးကိုတေချာလေးလေ့လာပါကြမယ်ဒီလေးကိုတည်အောင်တဲ့စကားလုံးပေါင်းထောင်ချီပြီးအတန်ထွက်နိုင်သွားမှာတကယ်ပါကဲပထမဆုံးခုတ်လေးကတော့ E ပါပဲအယမ်းလွယ်တယ်ဂျာမန်စကားလုံးတွေတော်များများရဲ့အဆုံးမှာ E နဲ့ဆုံးရင်သူ့ကိုအတန်အနေနဲ့ဆိုတဲ့အတန်လေးနဲ့ပျော့လေးအဆုံးသတ်ပေးလိုက်အောင်မယ်ဥပမာအနေနဲ့ name ဆိုတဲ့စကားလုံးကိုကြည့်လိုက်အောင်အင်္ဂလိပ်လိုဆို name ပေါ့နော်ဒါမှမဟုတ်ဂျာမန်မှာကျတော့အဲ့လိုမဟုတ်ဘူး name ဆိုပြီးအဆုံးမှာမဆိုတဲ့အတန်လေးနဲ့ပျော့လေးဆင်းသွားတယ်သတိထားမိလိုက်တယ်ဟုတ်နောက်တစ်ခုဒါကလည်းအရန်ကိုအသုံးများတဲ့ R အဆုံးသတ်ပါ NE နဲ့မတူတာကဘာလဲဆိုတော့သူ့ကိုကြတော့အတန်မြင့်နဲ့ R ဆိုပြီးရှင်းလင်းပေးပေးရမှာပါဥပမာ Kaiser ဆိုတဲ့စကားလုံးကိုပဲကြည့်တယ် Kaiser ဆိုပြီးအဆုံးမှာအာတန်နဲ့ပြသားအဆုံးသတ်သွားတာတွေ့ရပါလိမ့်မယ်ဟုတ်ပြီအခုလာမှာကကရိယာတွေ verb တွေမှာအမြဲလို့တွေ့ရတဲ့အဆုံးသတ်တကူပါ eventကြည့်တဲ့နင်းရှိရလို့ထင်ရပြီမဲ့သူ့တန်ထောက်ကပုံသေးပဲဘာလဲဆိုတော့ en ဥပမာ informieren is a verb ကိုကြည့်လိုက် informier yeah ဆိုပြီးအဆုံးသတ်ကိုပေါင်းထည့်လိုက်ရုံပဲလိုရတာဟုတ်ဒီအဆုံးသတ်တဲ့ထဲမှာနောက်ဆုံးတစ်ခုကတော့အလွယ်ဆုံးပဲလို့ပြောလို့ရတယ်အင်္ဂလိပ်စာကနေလာတဲ့စကားလုံးတွေမှာအများဆုံးတွေ့ရတဲ့ y အဆုံးသတ်ပေါ့ဒါကတော့ e ဆိုတဲ့အတန်နဲ့ပဲရိုးလေးအဆုံးသတ်လိုက်ပါတယ်ဒါကတော့လူတိုင်းသိတဲ့ hobby ဆိုတဲ့စကားလုံးလိုပါပဲဂျာမန်မှာလည်းအတူတူပဲ hobby လို့ပဲအတန်ထွက်ပါတယ်ကဲစကားလုံးတွေရဲ့အနောက်ပိုင်းကိုကျွမ်းကျင်သွားပြီဆိုတော့ရှေ့ဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ကြအောင်ဂျာမန်မှာလည်းအရာအသုံးများတဲ့ရှေ့ဆက်စလုံး prefix တွေရှိပါတယ်ဒီကြတဲ့မှာမြင်ရတဲ့ er ver ke be ဆိုတဲ့လေးခုကအတွေ့အများဆုံးပဲသူတို့ရဲ့အတန်ထွက်တွေကလည်းအစင်းလိုက်ပဲ er fe ke be ဆိုပြီးဖြစ်သွားတယ်ဒီရှေ့ဆက်စလုံးလေးခုကိုတာမထားလိုက်နောက်ကပါစကလုံးပဲလာအစပိုင်းကဘယ်လိုတန်ထရမလဲဆိုတာချက်ချင်းသိသွားမှာဟုတ်ပြီအခြေခံစီမင်းမျိုးတွေကိုတည်သွားပြီဆိုတော့အခုနည်းနည်း advanced level လေးတွားကြည့်အောင်အတန်ထွက်ကိုပို့ပြီးတဘာဝကျလာစီမဲ့အထူးစီမင်းတို့ချို့ပေါ့ဒါတွေကတော့ pro tips တွေလိုပါပဲပရမဆုံး pro tip ကတော့အတန်တေ h ပါဒါကစိတ်ဝင်စားစရာကောင်းတယ်ဂျာမန်မှာ h ရဲ့နောက်မှာဘျဲတစ်လုံးကလိုက်လာရင်အဲ့ဒီ h ကိုအတန်မထွက်တော့ဘူးသူကရှေ့ကတရာကိုအတန်ရှေ့ဆွဲဖေးဖို့ချက်ပြတဲ့သင်္ကေတတစ်ခုလိုပဲဖြစ်သွားတာဥပမာ vonen ဆိုတဲ့စကားလုံးကိုကြည့် h နောက်မှာ n လိုက်လာလေအဲ့တော့ h တန်ပျောက်သွားပြီး vonen ဆိုပြီးဖြစ်သွားတာ vohenen လို့မထွက်တော့ပါဘူးအစက အဆုံးသတ်ကိုအားလို့ထွက်တယ်လို့မှတ်ထားတယ်ဟုတ်အခုသူရဲ့ special case ကိုလာပြီရဲ့ရှေ့တဲ့မှာတရာ a e i o u တလုံးပါလာခဲ့ရင်သူ့တန်ကအားမဟုတ်တော့ဘူးယာဆိုပြီးပြော့သွားပါတယ်ဥမာထောရဆိုတဲ့စကားလုံးမှာကြည့်လိုက် e i ရဲ့ရှေ့မှာ e o ဆိုတဲ့တရအတွေ့ရှိနေတယ်လေဒါကြောင့်မလို့ twine အားမဟုတ်တော့ပဲ twine အားလို့အတန်းထွက်ရတယ်ဒါလေးကနည်းနည်းတော့ tricky ဖြစ်ပေမဲ့တိထားရင်အရန်သုံးဝင်ပါတယ်အဲ့လိုပုံစံတူစီမင်းတစ်ခုနောက်ဆုံးနေနဲ့ရှိတယ်အဲ့ဒါကတော့သူရဲ့နောက်မှာ en လိုက်လာတဲ့အခါမှာပါဒီလိုအချိန်တွေမှာတော့အတန်က yan ဆိုပြီးထွက်ပါတယ် pn ဆိုတဲ့စကားလုံးမှာဆိုရင် hwayan ဆိုပြီးဖြစ်သွားတာမျိုးပေါ့ကဲအခုဆိုရင်တော့ဂျမောင်အသက်ထွက်ရဲ့လူဝက်ခုတော်များများကိုဖော်ထုတ်ပြီးသွားပါပြီဒါပေမဲ့တီးယုံနဲ့မပြီးသေးဘူးနော်
ဒီအသိပညာတွေကိုကိုယ့်ရဲ့ skill အစစ်အမှန်ဖြစ်အောင်ပြောင်းလဲဖို့အရေးကြီးဆုံးအဆင့်ကိုရောက်ပါပြီအဲ့ဒါကတော့လက်တွေ့အသုံးချဖို့ပါပဲ အလို့ရမှာကရိုးရိုးလေးပါပထမဆုံးဂျာမန်ဒီချင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါခုနကပြောသွားတဲ့အတန်တွေကိုတတိထားပြီးနားထောင်ကြည့်ပါအော်ဒီနေရာမှာ air တန်ပါလားဒီနေရာမှာ silent h ပါလားဆိုပြီးတော့ပေါ့ဒုတိယအနေနဲ့ဒီနေ့လေးလာခဲ့တဲ့ဥပမာစကားလုံးတွေကိုအတန်ကြဲကြဲထွားပြီးလေ့ကျင့်ပါအရေးကြီးဆုံးကတော့အမားတို့မိမာကိုမကြောက်ပါနဲ့မမတင်ယူမှုကပိုခိုင်မာလာပါ ဒီအခြေခံကိုတွေကိုတည်သွားပြီဆိုတော့ဂျာမန်ဘာသာစကားကပိုပြီးချင်းကပ်ရလွယ်ကူးသွားပြီလို့ထင်ပါတယ်ဒါကအစပဲရှိပါသေးတယ်ဒီနေ့တည်သွားတဲ့နီလန်းတွေကိုသုံးပြီးနောက်ထပ်ဘလို့ဂျာမန်စကားလုံးတွေရဲ့အတန်းထွက်သင်္ကေတတွေကိုကိုယ်တိုင်ဆက်ပြီး for ထုတ်သွားမလဲဘာသာစကားသင်ယူမှုခီးလန်းဆိုတာကစူးစမ်းရှာဖွေမှုတစ်ခုလိုပါပဲရှေ့ဆက်ပြီးတော့ဘလို့လျို့ဝှက်သင်္ကေတတွေကို for ထုတ်သွားကြမလဲ